ဒီလောက်ဆွဲဖြတ်တာတော့မှမပြတ်တဲ့နှခမ်းကြီးကဘာတစ်စိတ်လဲဆိုတာသိကြလားကဲဒီနေ့ကတော့ရှင်သားကိုကလပ်မြန်မာနေပြီးတော့ PR gift လေးပို့ထားတာကို unboxing လုပ်ပါမယ်ပို့ပေးလိုက်တာတော့နှခမ်းကြီး၃ချောင်းပေါ့နော်အရန်ချစ်စရာကောင်းတဲ့အိတ်ကလေးကိုလည်းတော်တော်သဘောကျပါတယ်ဒီနှခမ်းကြီးကလေ line ပေါ်မှာတော်တော်နာမည်ကြီးနေတာဒါပေမဲ့ကိုယ်တိုင်ဝယ်မသုံးကြည့်ရသေးဘူး PR gift ပို့ပေးရတဲ့ကွက်တီပဲပထမဆုံးဆန်းပြမှာတော့ water TCW တန်းဆိုတဲ့နှခမ်းကြီးလေးပေါ့နော်သူကလေအနံ့လေးကမွေးပြီးတော့သူ့ရဲ့ tester အဲ့လိုမျိုးကြောင်ကြောင်ဆူဆူလေးဖြစ်နေတာသူ့ရဲ့ကာလာလိမ်မော်ရောင်ဘက်သွားရဲ့အသားညိုညိုဖြူဖြူလိုက်မဲ့ကာလာမျိုးအနံ့လေးကလည်းအသီးအနှံလေးတော်ကြိုက်တယ်မနှဲဆွဲဖြတ်တာနှခမ်းနေအောင်နေရဲတွတ်သွားတာပဲဒါကတော့နောက်တစ်ခုပါစီရိုးစစ်ပါသူ့ရဲ့ကာလာလေးပန်းရောင်ကိုမှမျိုးကာလာပဲသွားပါတယ်ဒါပေမဲ့လည်းလေမျက်နှာပေါ်တင်လိုက်တဲ့အခါမှာလေးပြီးတော့ဆိုးဆိုးပြောင်ပြောင်လေးဖြစ်နေတာအနံ့လည်းအရန်ကောင်းတယ်သူ့ရဲ့ tester ဘိုင်းကလည်းလေတော်ဆွဲရကောင်းပါတယ်ကဲနောက်ဆုံးတစ်ခုဆန်းပြမှာတော့ Bella Velvet ဆိုတဲ့နှခမ်းလေးပါသူကနံပါတ်40ပါသူ့ရဲ့ကာလာလေးတော်လာတိတာမျက်နှာကိုလင်းထွက်သွားတာပဲသူ့ရဲ့ tester လေးတော်နူးဤပြီးတော့နေလို့ကောင်းနေတိတာဘယ်လိုပြောရမလဲနှခမ်းပေါ်မှာလေးနှခမ်းနေဆိုးထားမှမသိတာတလုံးမျိုးခံစားချက်မျိုးရပါတယ်ကဲအဲ့တော့တောင်းကနန်းဝင်းချင်တဲ့ဒီလိုမျိုး quality ကောင်းတဲ့ lipstick ကိုမှာယူချင်တယ်ဆိုရင်တော့ Color မြန်မာမှာတွားပြီးမှာယူလို့ရပါတယ်အခုချက်ချင်းဆိုချက်ချင်းဖြတ်တာတော့မှကာလာလုံးဝမကျသွားတော်တော်လေးကိုမိုက်ပါတယ်အဲ့တော့ video လေးကိုဒီလောက်နဲ့အဆုံးသတ်လိုက်ပါမယ် bye bye